ဒီကစားပုံကြည့်ပြီးဘာစီလိုနာနဲ့မမာဝါပါနဲ့ဒါမနေ့ကမန်ချက်စတာယူနိုက်တက်ကစားရတဲ့ကစားကွက်ဖြစ်ပါတယ်မနေ့ညမန်ယူကစားရတဲ့တပွဲကအာမိုရင်ရဲ့လက်အောက်ကပွဲတွေအားလုံးထပ်ပိုကောင်းနေခဲ့ရပါအာမိုရင်လက်အောက်မှာတပွဲမှပွဲထွက်ခွင့်မရရှိခဲ့တဲ့ခိုဘီမေနူကလည်းသူ့ရဲ့ခြေစွမ်းကိုအကောင်းဆုံးပြသသွားနိုင်ခဲ့တာပါပွဲအတွင်းမှာခေါင်းကြီးနဲ့ဘာလာတို့ဆေးဘာထိတ်တိုက်တွေ့ခဲ့ကြပြီးတော့ခေါင်းကြီးကကောင်းကောင်းပညာပေးခဲ့ပါတယ်ချန်ပီယံလိဖလာရတော့ကတော့ဒီလိုအောင်ပွဲမခံခဲ့တဲ့ကာစီမီရိုအသင်းကိုဘယ်လောက်ချစ်လဲဆိုတာလည်းတွေ့မြင်နိုင်ပါတယ်ဒီနေ့ပွဲမှာပြောစရာဖြစ်သွားတာ Ryan Cherky က Man City ကိုပြောင်းရွှေ့လာတဲ့အချိန် Man United ကိုလက်စားချေဖို့မဆောက်နိုင်တော့ဘူးလို့ပြောခဲ့ပါတယ်။ဒါပေမဲ့ Quinn ထဲမှာတော့ခွေယူလုံးပဲဖြစ်ခဲ့တာပါ။ဒီရာဒီ Manchester United အတွက်ကတော့စိတ်ကျဉ်နှံ့စရာအကောင်းဆုံးရလဒ်တစ်ခုပါပဲ။မမြင်ရတာကြာပြီဖြစ်တဲ့ Ferguson ရဲ့အပြုံးတွေကိုလည်းဒီနေ့မှတွေ့မြင်ခဲ့ရတာပါ။ Michael Carrick ကတော့ United ပရိသတ်တွေလူလားနေတဲ့ United ရဲ့ DNA ကိုပြန်လည်ပုံဖော်နိုင်တဲ့နီးပြတယောက်လိုပဲကျွန်တော်ထင်တယ်ဗျာ။နီးပြအာမွန်တွေကခိုဘီမေနူးနေရာမှာဘာလို့ဥကာတေးကိုပဲအမြဲတမ်းအသုံးပြုလဲဆိုတော့ကျွန်တော်အခုချိန်ထိစဉ်းစားလို့မရပါဘူး။ Manchester United အတွက်အထိုက်တန်ဆုံးနိုင်ပွဲတစ်ပွဲဖြစ်ပြီးတော့နောက်တစ်ပတ်မှာရှင်ပြိုင်ကစားမယ့် Arsenal နဲ့ပွဲမှာဒီလိုဆွမ်းဆောင်ရည်ကောင်းတွေပြသနိုင်မှာဆိုတာ comment မှာဖြေခဲ့ပေးကြပါဦး။